ကိုကူနေနေတဲ့အခန်းထဲမှာကိုကူအမြဲစောင့်ကြည့်နေတဲ့စပိုင်ကင်မရာတစ်လုံးရှိနေရဆိုရင်ယုံမလားဟိုတယ်ခန်းတွေတွိုင်းလန်တွေအဝေးလဲခန်းတွေမှာလူတွေကိုမတီးပဲရနေတဲ့ high end ကင်မရာဖြစ်ရတဲ့တကယ်ရှိပါတယ်ဒီဗီဒီယိုမှာတော့စပိုင်ကင်မရာကိုမိနစ်ပိုင်းတွင်အလွယ်ကူရှာနိုင်တဲ့နည်းသုံးခုကိုပြပြပေးပါမယ်ပထမတစ်ချက်ကဖုန်းကင်မရာနဲ့ infrared light စစ်ကြည့်ရနည်းစပိုင်ကင်မရာအများစုမှာ infrared light IR ရှိတတ်ပါတယ်လုံနည်းကတော့အရင်ဆုံးအခန်းမီးပိတ်ပါပြီးရင်ဖုန်းကင်မရာဖွင့်ပြီးတော့အခန်းထဲကိုလှည့်ပတ်ကြည့်ပါစပိုင်ကင်မရာတွေဖုံးထားတဲ့နေရာတွေဖြစ်တဲ့အထူးသဖြင့်ဒီလိုနေရာမျိုးတွေကိုစစ်ကြည့်ပါ smoke detector plus socket နိုင် charger adapter air purifier clock radio လိုနေရာမျိုးတွေကိုအဓိကစစ်ကြည့်ပါကင်မရာလမ်းကအလင်းကိုပြန်ထိန်တတ်တာကြောင့်ကင်မရာရှိရင်အနီအောင်ဓာတ်မို့ခဲအောင်အလင်းတော်လေးတွေမြင်နိုင်တတ်ပါတယ်နောက်တစ်ခုက Wi-Fi network စကန်လုပ်ကြည့်စပိုင်ကင်မရာအများစုက Wi-Fi ချိတ်ထားတတ်ပါတယ်ဖုန်းထဲမှာ network scanner app ကိုသုံးပြီးတော့မသိတဲ့ device နဲ့ IP ကင်မရာ ESP32 ကင်မရာစရရှိမရှိကြည့်ပါလုံနည်းကတော့ ဒီ app လေးကိုတောင်းပြီးတော့ကိုနားမှာပေါ်နေတဲ့ Wi-Fi နဲ့ချိန်ပြလိုက်ပါပြီးရင်အဲ့မှာဘယ် device တွေကသုံးနေလဲဆိုတော့ပြပေးပါလိမ့်မယ်နောက်တစ်ခုက premium ကိုပဲသုံးပြီးတော့ဒီ2ဆိုတဲ့နေရာကနေ file hidden camera ကိုနှိပ်ပြီးတော့စစ်ကြည့်ရပါတယ်နောက်ဆုံးတစ်ခုကတော့ RFD data သုံးပြီးကိုတေးကြရင်တော့ RFD data တစ်ပိုင်းသုံးနိုင်ပါတယ်ဒါကတော့ wireless camera signal ကို detect လုပ်ပြီးပါတယ်ရေးကြည့်ရက spine camera အများစုကအများဆုံးအိမ်သားတွေ hotel အိမ်ခန်းတွေမှာဖုံးထားတတ်ကြပါတယ်အထူးသဖြင့်အဲ့လိုနေရာမျိုးတွေသွားမယ်ဆိုရင်သတိထားသင့်ပါတယ်ဒီဗီဒီယိုကကိုယ့်အတွက်အကျိုးတစ်ခုရလိုက်ရဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe လုပ်ထားအောင်မမေ့ပါနဲ့